Welcome to my channel. I am Julie Xiaoping. I am a writer. Today, I speak Burmese for my Burmese viewers. It does not mean that they don't understand English. They understand very well. Actually, I talk in Burmese once per year in my channel. Most of the videos talk in English. So this year, for 2026 January, I chose about astrology for my Burmese viewers. You may wonder if I say I'm going to talk in astrology with my Burmese viewers. So you may think that I can read birth chart or I can foretell the futures. No, that's not what you think. I'm just interested in keywords and definition of the astrological terms. That's all, no more or no less. I learned this information from websites and videos in this internet world, in this AI world. They share knowledge very generously. For today's talk, I tell my Burmese viewers what I learned from them, especially keywords and definitions of the astrological terms. If you are non-Burmese viewers or if you don't know Burmese, please skip this video. If you know Burmese very well, you may understand what I'm going to say. Thank you for watching this video. See you next time. ကျမရဲ့ပြည်သက်ကိုနှုတ်ဆက်ပါတယ်ကျမကဥက္ကမောင်လက်ဒေါက်ခင်မျိုးချစ်တို့ရဲ့ညီဒေါက်တာခင်မောင်ဝင်းနဲ့တက္ကသိုလ်ရွှေဝင်းတို့ရဲ့သမီးဖြစ်ပါတယ်ကျမရဲ့အကူကတော့အမွှာကိုမောင်ရစ်ပါသူကကာတွန်းဆရာစာရေးဆရာတယောက်ဖြစ်ပါတယ်ကျမကတော့ဂျူနီယာဝင်းမှာစာရေးဆရာတယောက်ပါအဲ့တော့အခုကျမအနေနဲ့ဒီကျမရဲ့ channel လေးမှာပေါ့နော်ဂျူနီယာဝင်း channel လေးကိုလွန်ခဲ့တဲ့3နှစ်လောက်ကလေးစပြီးတော့ကျမက create လုပ်ပြီးတော့ post တွေတင်လာတာအခုဆိုရင်အခု90ကျော်60နီးပါးဖြစ်လာပါပြီအများအဖြစ်ကတော့အင်္ဂလိပ်လိုပြောတဲ့ video တွေပဲဖြစ်ပါတယ်ဒီထဲမှာဗမာလိုဗီဒီယိုက3ခု4ခုလောက်ပဲရှိပါတယ်။ပေါ့နော်ဒီဗမာလိုဗီဒီယိုလေးတွေကိုတစ်နှစ်တစ်ခါကျွန်မလုပ်ဖြစ်တယ်။အခုဆိုရင်ဒါတတိယမြောက်အနေနဲ့ဒါလုပ်လိုက်တဲ့ဗမာလိုပြောတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။အဲ့တော့အခုဒီတတိယမြောက်ဗီဒီယိုမှာကြတော့ကျွန်မကအရင်တော့ဗီဒီယိုလေးနဲ့မတူတဲ့ဒီအကြောင်းအရာလေးတစ်ခုကိုကျွန်မစဉ်းစားထားပါတယ်။အဲ့ဒါကတော့ astrology အကြောင်းပါ။ astrology အကြောင်းကိုပြောလိုက်တဲ့အခါကျတော့ကျွန်မက astrology နဲ့ပတ်သက်တဲ့ပညာရှင်ကြောက်လည်းမဟုတ်ဘူး၊ဗေဒဆရာကြောက်လည်းမဟုတ်ဘူး၊ဟောလည်းမဟောတတ်ဘူး။ကျွန်မကသင်္ချာတော်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ definition တွေဝေါ်ဟာရတွေကျွန်မစိတ်ဝင်စားတယ် keywords တွေကိုစိတ်ဝင်စားတယ်အဲ့တော့ astrology နဲ့ပတ်သက်ပြီးတော့ကျွန်မအဖွာဒေါက်ခင်မျိုးချစ်ကတော့သူကတော်တော်လေးကိုကျွမ်းကျင်တက်မြောက်တဲ့ဒါဒီ astrology ကိုနားလည်တဲ့သူကြောင့်ဖြစ်တယ်သူ့ရဲ့မိတ်ဆွေဒေါ်လာတန်းဟာသူ့နဲ့မြောက်စကားပြောကြလို့ရှိရင် astrology အကြောင်းကအင်မတန်မှနားထောင်လို့ကောင်းပါတယ်ဒါပေမဲ့ကျွန်မကတော့ဒီ astrology နဲ့ပတ်သက်ပြီးတော့အဖွာစီကဘာပညာမှလည်းမကြားလိုက်ပါဘူးကျွန်မလည်းငယ်ငယ်တော့နေသေးတာပေါ့နော်အဲ့ဒီခါကျတော့အခုကျတော့ကျွန်မ astrology နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလာတဲ့ခါကျတော့ကျွန်မကအခုလေ့လာတဲ့အခါမှာဒီ terms တွေပေါ့ keywords တွေကိုကျွန်မပို့ပြီးတော့လိုက်ဘယ်လိုကောင်းလဲလိုက်ပြီးတော့ရှာပြီးတော့ဖတ်တာပို့ပြီးတော့သဘောကျလာပါတယ်အခုဆိုလို့ရှိရင်ဒီ website တွေ video တွေမှာဒီ astrology အကြောင်းကိုတော်တော်လေးကိုနက်နက်ရှိုင်းရှိုင်းနဲ့အသေးစိတ်ရှင်းပြတာတွေကျွန်မတွေ့ရတယ်အရင်စိတ်ဝင်စားဖို့ကောင်းပါတယ်သူတို့ knowledge share လေးအရင်ကောင်းပါတယ်အဲ့တော့အဲ့ဒီ channel တွေကိုကျွန်မပတ်ထားပြီးတော့ကျွန်မရဲ့ပြည်သက်တွေကိုဒီ astrology နဲ့ပတ်သက်တဲ့ကျွန်မသိလိုက်တဲ့ဝါရာအကြောင်းကိုကျွန်မပြောသွားဖို့တည်းကျွန်မဆုံးဖြတ်လိုက်တယ်ဒါဒီနှစ်ရဲ့ဒါဘာလို့ talk လေးတခုကျွန်မပြောပြတာပါအဲ့တော့ဒီ talk လေးမှာဆိုလို့ရှိရင်ဒီကြည့်ပြီးတဲ့လူတွေလည်းတွေ့မှာပါကျွန်မကဒီ terms တွေကိုကျွန်မအဓိကထားပြီးတော့ပဲရှင်းပြပါမယ်အဲ့တော့ကြည့်တဲ့လူတွေလည်းပဲဒါကိုယ့်ရဲ့ basic astrology လေးကိုသိသွားမယ်ဆိုလို့ရှိရင်ဒါကျွန်မဟိုလည်းဒါအများကြီးဝန်တာပါတယ်ပြီးတော့ကိုယ့်ရဲ့ budget လေးအကြောင်းကိုလည်းကျွန်မနည်းနည်းလေးသိတယ်လို့ရှင်းပြပါမယ်အဲ့တော့အဲ့ဒီကိုယ့်ရဲ့ budget ကိုနည်းနည်းသိသွားပြီဆိုလို့ရှိရင်လည်းဒါတကယ်ကိုကျွမ်းကျင်တက်မြောက်တဲ့ astrology ပညာရှင်တွေကိုမေးကြပါကျွန်မတော့မမေးပါနဲ့ကျွန်မဘယ်လောက်ထိမသိဘူးเนาะကျွန်မပညာရှင်ကြောက်လည်းမဟုတ်ဘူးဒါပြောလည်းမပြောတတ်ဘူးဟောလည်းမဟောတတ်ဘူးဘာဖြစ်လဲဆိုတာလည်းကျွန်မမသိဘူးမပြောတတ်ဘူးเนาะအဲ့တော့ကျွန်မက just a knowledge ပဲကျွန်မကဒီ knowledge တွေကိုလေ့လာရတာ keywords တွေကိုစိတ်ဝင်စားတယ်အဲ့ဒါလေးကိုကျွန်မကအခုဒီ talk လေးမှာ
ခေါင်းစဉ်လေးတစ်ခုတက်ပြီးတော့ဒါကျမပေးခံနေတာတွေ့တာပေါ့ဘာပေါ့နော် astrology အကြောင်းပြောလို့စဉ်းစားတယ် astrology ကလေဒီလားဘာပေါ့ပြောလို့ဆိုရင်မေကြီးတို့ဘာယူခစ်တော့ကနေပေါ့ဒီလက်နဲ့ဒီလိုလူတယောက်ရဲ့မွေးတဲ့အချိန်ပြီးလို့ရှိရင်အဲ့ဒါကိုပေါ့နော်တွက်ချက်ပြီးတော့ပြောရတဲ့ဟာမျိုးမဟုတ်တော့ဘူးခုတစ်ခေတ်ကျတော့အရင် update ဖြစ်သွားပြီကိုယ့်ရဲ့မွေးလာမွေးနှစ်တွေနဲ့အခြေအနေနဲ့သိပြီဆိုလို့ရှိရင်အဲ့ဒီဒီဖော်မယ် astrology နဲ့ဆိုင်တဲ့ website တစ်ခုလေးကိုဝင်ကြည့်လိုက်ပြီးတော့အဲ့ဒီမှာသူပေးတဲ့ folder ထဲကိုဖြည့်လိုက်တယ်နဲ့တန်းပြီးတော့ကိုယ့်ရဲ့ budget ကပေါ်လာအောင်အဲ့တော့အဲ့လိုမျိုးဘာပေါ့နော်ခက်ကလေးတော်တော်လေးကိုပြောင်းသွားပြီဒီလားအဲ့တော့ astrology မှာအဓိကအဖြစ်ဒီနေ့ပြောမယ့်အကြောင်းအရာတွေကတော့ဒီ birth chart ပြီးတော့houses signs planets နဲ့ပြီးတဲ့အခါကျတော့ဒီ astrology မှာတဲ့ဒီ big 3ဆိုတဲ့အခန်းကအရန်ကိုအရေးကြီးတယ်ပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းလေးကိုထည့်ပြောမယ်အဲ့တော့ဒီဂျားထဲမှာဒီ planets နဲ့ဒီ big 3ဂျားထဲမှာကျွန်တော်ကဟိုအလေးကိုပြောမယ်ဒီ retrogression အကြောင်းလေးကိုတော့သိအောင်နည်းနည်းပပန်းပြောပါမယ်ပေါ့ကဲကောင်းပြီဘာချတစ်ခုကျွန်တော်တို့ဘယ်လိုတိစောက်ကြမလဲအဲ့တော့ဘာချတစ်ခုသိဖို့အတွက်ဆိုလို့ရှိရင်တော့ဘာလို့ လဲဆိုတော့ခုနပြောတဲ့ပေါ့ဒီ website တစ်ခုလေးကိုရှာပြီးတော့သွားမယ်ဆိုတော့ကိုရိုင်းပေါ့နော်ဒီကိုယ့်ရဲ့ဘာချကိုရှာထားတဲ့website လေးတစ်ခုပေးမယ်အဲ့ဒါကတော့ astro-seek.com ပေါ့နော်အခုကြည့်နေလူတွေလည်းကိုယ့်ကိုရှာကြည့်လို့ရပါတယ်အဲ့ဒါလေးကို astro-seek.com ဟုတ်ပြီနော်အဲ့တော့အဲ့ဒီကိုသွားလိုက်လို့ရှိရင်သူကအဲ့မှာသူကသူ့ရဲ့ website ကိုထွက်လာမယ်အဲ့ဒီမှာဆိုလို့ရှိရင် free your birth chart ဆိုတဲ့ဟာလေးကိုရှာလိုက်အပေါ်ဆုံးလေးနောက်မှာရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်နော်free astrology chart လို့ရှိရတယ်နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်နှိပ်လို့ရှိရင်နောက်တဲ့စာမျက်နှာတစ်ခုကြားလာတယ်အဲ့စာမျက်နှာလေးတွေ့လို့ရှိရင်အောက်ဘက်ကိုနည်းနည်းလေးဆင်းသွားလိုက်လို့ရှိရင်ဥပမာ date of birth date of time ပေါ့နော်ပြီးတဲ့အခါကျတော့ place ဆိုတဲ့ဟာလေး color လေးဖြည့်ရတယ်အဲ့ဒါလေးကိုဖြည့်လိုက်ဟာကိုရဲ့မွေးလာမွေးနေမွေးချက်မွေးချိန်အမွေးတဲ့ဒေတာပေါ့နော်အဲ့တော့ကိုကတော့အခုဒီနေရာမှာဘယ်လိုလုပ်လိုက်လဲဆိုတော့အခုတစ်ခုချင်း2026ခုနှစ် January လထားပါတော့8ရက်လို့ထားလိုက်ရတော့အဲ့မှာအချိန်ကိုလည်းနေ့လည်7နာရီပေါ့အဲ့တော့ place ဆိုတဲ့နေရာမှာတော့ရန်ကုန်ပေါ့နော်ရန်ကုန်မြန်မာဆိုထည့်လိုက်တယ်အဲ့တော့ကိုကမွေးတဲ့နေရာကမန္တလေးဆိုလည်းမန္တလေးပေါ့နိုင်ငံညာမှာဆိုနိုင်ငံညာမှာထည့်လိုက်ပြီးလို့ရှိရင် calculate chart ဆိုတာကိုနှိပ်လိုက်ပါလို့ရှိရင်သူက bar chart ကြီးကြာလာပြီပေါ့အဲ့တော့အဲ့ဒါလေးကိုဒီလိုထွက်လာတဲ့ဟာလေးကိုကိုရဲ့ bar chart ကိုခေါ်လိုက်တယ်အဲ့တော့ဘာတွေမှတော့မသိဘူးတော့စက်ဝိုင်းပုံတွေလည်းပါတယ်သင်္ကေတတွေလည်းပါတယ်ပေါ့ရောင်စုံတွေလည်းပါတယ်ပေါ့အဲ့တော့အဲ့ဒါလေးကိုဘာလို့ခေါ်လဲဆိုရှင်တော့ bar chart လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ bar chart လေးတွေ့ပြီအဲ့တော့အဲ့ bar chart မှာဒီ bar chart တစ်ခုကိုကျွန်တော်တို့ရေးထားဖို့အတွက်သူတဲ့ပတ်သက်တဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်တို့စစ်ပြီးသွားမယ်အဲ့တော့ bar chart ဆိုတာဘာလဲလို့မေးလို့ရှိရင်တော့ကိုမွေးလာတဲ့အချိန်မှာရှိနေတဲ့ဒီစัจ java လာကြီးအာကာသထဲမှာရှိနေတဲ့ planets တွေရဲ့အနေအထားကိုဓာတ်ပုံဖြတ်ခနဲ့ရိုက်လိုက်တယ်လို့မျိုးပြင်ရတဲ့ဟာကို bar chart လို့ခေါ်တာအခုတွေးလိုက်တဲ့ပုံမှန်ဟာအဲ့ဒီ bar chart ပဲနော်အခုကွာဒီ2026 January 10ရက်ဘာညာနေထိုက်တဲ့အခါကျတော့အဲ့ဒီအချိန်မှာရှိနေတဲ့ကောင်းကင်ယံမှာရှိနေတဲ့ planets တွေအနေအထားကိုတခါလေဓာတ်ပုံရိုက်ပြီးကိုပြလိုက်တာတော့ကိုယ့်ရဲ့မွေးတဲ့ကလေးတွေမွေးလာမွေးနေဘာထက်လဲလို့ရှိရင်ကိုမွေးလာတဲ့အချိန်မှာရှိနေတဲ့ဘာချက်ကိုတော့ပြလိုက်တာပဲအဲ့ဒါကိုကြည့်ပြီးတော့သူက astrologer စီရတာလေ့လာကြတာပေါ့နော်အဲ့တော့ခုတွေ့ပြီးဘာချက်ကိုတွေ့ပြီးအကောင်းကြီးအဲ့တော့အဲ့ဒါတွေ့ဆိုလို့ရှိရင်ကျွန်မရှေ့စိတ်ဘာပြောမလဲဆိုတော့ဘာချက်ကိုအကြောင်းကိုကျွန်မနည်းနည်းလေးစက်ပြီးတော့ရှင်းပြမယ်ပေါ့နော်အဲ့တော့ဘာချက်တစ်ခုကိုစပြီးတော့ကျွန်တော်လေ့လာတော့မယ်ဆိုတဲ့အခါကျလို့ရှိရင်အရင်ဆုံးကိုယ့်ရဲ့စာရွက်တွေပေါ်မှာစဝိုင်းလေးတစ်ခုကိုဆွဲမယ်အဲ့ဒီစဝိုင်းလေးပြီးဆွဲပြီးသွားလို့ရှိရင်ဒီvertical line နဲ့ horizontal line တွေကိုဆွဲလိုက်တယ်။ဟုတ်ပြီနော်။ဆွဲလိုက်လို့ရှိရင်ကျွန်တော်တို့ပြီးလို့ရှိရင်မလုပ်လဲဆိုတော့ဒီသူတို့အညီအမျှနောက်ထပ်စိတ်ပြောလို့ရှိရင်နိုင်ဒီတစ်လုံးမှာဒီစိတ်ထားတဲ့လိုမျိုးဖြစ်လာတာပေါ့နော်။အဲ့ဒီလိုဖြစ်လာတယ်။အဲ့တော့စဝိုင်းရဲ့သဘာဝအရာစကွန်တက်တီဟာဆာဗာတစ်ခုမှာ360ဒီဂရီရှိရတဲ့ကြောင့်လို့အဲ့ဒီစိတ်မှာတစ်စိတ်ကို30ဒီဂရီစီအညီအမျှရှိတယ်။နော်ဟုတ်ပြီနော်ပြီးတဲ့ခါကျတော့ဒီခါကျွန်တော်တို့ဒီ12စိတ်ကိုတွေ့ပြီးဒီညပိုင်းထားတယ်အဲ့ဒါဆိုရှင်နိုင်တစ်လုံးမှာကျွန်တော်တို့ဒီ9နာရီဆိုတဲ့လက်တံတူလေးပြတဲ့နေရာလေးကိုအရင်ဆုံးသွားလိုက်မယ်ကြည့်လိုက်9ကိုတော့မမြင်ဖြောက်ထားပေါ့နော်ဆက်ဒီမြင်းလေးကိုပဲကျွန်တော်ပြောတာ9နာရီပြတဲ့မြင်းလေးပေါ့နော်အဲ့ဒီမြင်းလေးရဲ့အောက်မှာအစိတ်3စိတ်ရှိတယ်ပြီးနောက်ထပ်ဒီဘက်ကိုဆက်သွားလို့နောက်ထပ်အစိတ်3စိတ်ဆိုအဲ့လိုသူစီတာလို့ရှိ12စိတ်ကသူစီမှာလာဆုံးတာပေါ့နော်
ကောင်းပြီအဲ့တော့အဲ့ဒီလက်ပံလေးရဲ့အောက်ကသူနဲ့ကက်ရဲ့အစိတ်ကလေးကိုတစ်လို့ရေးချလိုက်တစ်ပြီးရင်တစ်ပြီးလို့ရှိရင်2 3 4 5 6 9 10 11 12ဆိုလိုတာကနိုင်လက်တံနဲ့ဆန့်ကျင်ဘက်တစ်ကနေစနစ်တီကိုရေးချလိုက်တယ်နော်အဲ့တော့အဲ့ဒီစနစ်စိတ်စိတ်လေးစနစ်စိတ်ဘာခေါ်လဲဆိုတော့ houses တွေလို့ခေါ်တယ်နော်အဲ့တစ်ဆိုရဲ house ကိုကျွန်တော်တို့က first house လို့ခေါ်တယ်သူနဲ့ကရဲ့ကို second house လို့ခေါ်တယ်ပြီးရင် third house fourth house fifth house sixth house စသဖြင့်12 house တွေကိုနာမည်လေးတွေကျွန်တော်ပေးလိုက်မယ်အဲ့ဒါလေးအိမ်ကြီးပေါ့12အိမ်ခေါ်တယ်12 houses ပြီးတော့အဲ့တော့အဲ့12 houses မှာလည်းသူ့မှာ8အိမ်စီ8အိမ်စီမှာသူ့ရဲ့ဂုဏ်သတ္တိတွေရှိတယ်အဲ့ဂုဏ်သတ္တိတွေကိုကျွန်တော်အလွတ်လည်းမရပါဘူးเนาะအဲ့တော့ဒီ astrologer တွေကတော့အလွတ်ရတယ်ကိုကတော့အလွတ်မရဘူးအလွတ်မရတော့ကိုကရှင်းကြတယ်ပေါ့เนาะအဲ့တော့ဘာတွေလဲဆိုတာကိုကိုကဒီမှတ်ထားတဲ့အားတွေကိုကြည့်ပြီးတော့ပြပြမယ်အဲ့တော့လေဟိုပေါ့အခုပြောမယ့်အကြောင်းအရာတွေကတော့အဲ့ဒီ house တွေရဲ့အကြောင်းပေါ့နော်12 houses ရဲ့ဒီ properties တွေပေါ့သူ့ရဲ့ဂုဏ်သတ္တိတွေကဘာတွေလဲအဲ့လိုပြောမလားမသိလို့ရှိရင်เนาะအဲ့ဒီလိုဟာလေးတွေအကြောင်းကိုဘာတော့ဒီဖတ်ထားတာလေးပြန်ပြီးတော့ပြပြပေးပါမယ်အဲ့တော့ house တွေကဘာလဲဆိုတော့ self ကိုအကြောင်းကိုကဘာဘလို့ကိုရဲ့ဒီပုံပန်းတဲ့နေရာဘလို့ရှိတယ်သူများရကိုဘလို့မြင်နေတယ်အဲ့ဒါကိုပြောတာเนาะအဲ့တော့ကိုယ့်ရဲ့ဟိုပါပေါ့ physical appearance ပေါ့အဲ့ဒါကိုနံပါတ်1ကိုပြောတယ်နံပါတ်2ကကြတော့ကိုယ့်ရဲ့ money ပေါ့အဓိက money ဆိုတာဘာလဲဆိုတော့လေကိုရှာရတဲ့ပတ်စံကိုပြောတာဒီလားကိုအလုပ်လုပ်ပြီးရှာရတာကိုယ့်ရဲ့ချွေးလေးဆောင်လေးပြောရတယ်နံပါတ်2ကအလကားရတဲ့ပတ်စံကိုကိုအလုပ်လုပ်ပြီးတော့ရှာလို့ကိုအလုပ်ကင်နဲ့ရလာတဲ့ဒါဝင်ငွေပေါ့နော်ဒါက possession ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုမွေးကလေးရရလာတဲ့ပိုင်ဆိုင်မှုမျိုးဖြစ်မှာပေါ့အဲ့ဒါပြောတာပြီးတော့တခါဟိုပါပေါ့အဓိကတော့ဗာလဲဆိုကိုယ့်ရဲ့ကိုယ်ပိုင်ပတ်စံအဲ့ဒါကိုမှတ်ထားကိုပြောတခါကိုယ့်ရဲ့ကိုယ်ပိုင်ပတ်စံဖြစ်တဲ့ကြောင့်မလို့အဲ့ဒီနံပါတ်1 house မှာကိုဒီပတ်စံကိုသုံးလိုက်တယ်ဖြုံးလိုက်တယ်အဲ့ဒါအကုန်လုံးပါတယ်အဲ့ဒီအချက်လေးဟုတ်ပြီနော်နံပါတ်3ကကြတော့သူကဟိုပါပေါ့ဆက်သွယ်ရေးဆိုတော့လေဒီနေရာမှာလည်းပဲရန်ကိုကအရန်ပြနေတဲ့ခါကျတော့ဆက်သွယ်လို့ရတဲ့အရာမှန်တယ်များအဲ့မှာပါတယ်ဥပမာဆိုရှင် email နဲ့ဆက်သွယ်တာတို့ဖုန်းဆက်တာတို့အဲ့ဒါတွေကို communication တွေပေါ့နော်ပြီးတဲ့အခါကျတော့ siblings ကိုယ့်ရဲ့ဝေးချင်းတွေပေါ့ဝေးချင်းတွေပြီးတဲ့အခါကိုယ့်ရဲ့ပြိုင်ဘက်တွေအဲ့ဒါလေးမှတ်သုံးပါပါတယ်ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့အစောဦးဆုံးကိုတက်ခဲ့တဲ့ပညာရေးပေါ့ကိုအရင်ဦးဆုံးရခဲ့တဲ့ပညာရေးကိုပြောတာပြီးတဲ့အခါကျတော့တခါကိုဟိုစာပေါ့ speech တွေပါတယ်ပေးရ talk လုပ်တယ်အဲ့ဒါလေးနံပါတ်3ပါပါတယ်နံပါတ်4ကကြတော့ပြီးတဲ့အခါကျ home အိမ်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အိမ်လိုပြလိုက်တဲ့ကြောင့်မလို့ကိုယ့်ရဲ့ဟိုလိုခေါ်အစဦးလေးလို့လည်းခေါ်တာပေါ့ origin ပေါ့ပြီးတဲ့အခါကျတော့အဲ့တော့ဒီနေရာလေးကကိုယ့်ရဲ့ safe ဖြစ်တဲ့နေရာလေး safe ဖြစ်တဲ့ position လေးဖြစ်နေတာပေါ့အဲ့ဒါမျိုးပြောတာကိုဘယ်နေရာနေလာတယ်လဲဆိုတာနံပါတ်4 house 5ကကြတော့ကိုယ့်ရဲ့ဖန်တီးနိုင်မှုတွေပြီးတော့ကိုယ့်ရဲ့မေတ္တာရှိကလေးတငယ်တွေပါမယ်ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့ဒီကိုယ်သဘောကျတဲ့ကိုယ်သဘောကျတဲ့ယာရီပေါ့အဲ့ဒါတွေက house number 5 house number 6ကကြတော့ကိုယ့်ရဲ့ကျန်းမာရေးကိုပြောတာကိုယ့်ရဲ့ wellness ပေါ့ဒီကအဖြစ်ပြီးတော့နေ့တူကလုပ်နေတဲ့အလုပ်တွေနေ့စဉ်လုပ်ငန်းတွေပြီးတော့ကကိုယ့်ရဲ့နေ့စဉ်နဲ့လှုပ်ရှားနေရတဲ့ကိုယ့်ရဲ့ကျန်းမာရေးကိုကိုလိုပါတာပုံပြီးအလုပ်ဆိုရလေဒီနေ့စဉ်သူကလုပ်နေရတဲ့ဟာကိုပြောတာနံပါတ်7ကကြတော့ဟိုပေါ့စာချုပ်စာတမ်းတွေ marriage တွေကိုနဲ့လုပ်ဖို့ကိုင်ဘက် partnership တွေ relationship ဆိုတဲ့နေရာမှာလည်းပဲကိုကဘာခေါ်လဲဆိုကိုနဲ့လူလောက်ကြတဲ့လုပ်ဖို့ကိုင်ဘက်တွေပါမယ်ကိုနဲ့တူတွဲလုပ်တဲ့သူတွေပါမယ်เนาะအဲ့ဒါလေးကိုပြောတာနံပါတ်8ကကြတော့အမွေကိုပြောတာအမွေရတယ်အမွေပြီးတဲ့အခါကျတော့တခြားလူစီရရှားတဲ့ပတ်စံတွေအဲ့တော့ခုနက house number 2မှာတော့ကျတော့ကိုပြောလိုက်တာအဲ့ဒါကိုယ့်ရဲ့ချွေးနေစားကိုဟိုဘယ်လိုခေါ်လဲအလုပ်လုပ်ပြီးရှာလို့ထားတဲ့ပတ်စံတွေက house number 2 house number 8ကကြသူ့ရဲ့ opposite ဘာလဲသူများကပေးတဲ့ပတ်စံအမှန်လည်းထိပေါက်တာမျိုးပေါ့အဲ့ပြောတဲ့ခါကျတော့ပညာရေးနဲ့ပြောမယ်ဆိုလို့ရှိရင်ဒါဟိုပါပေါ့ဗာလဲ scholarship ရတာမျိုးပေါ့ sponsor လုပ်ခံရတာမျိုးကိုယ့်အလုပ်ကိုအဲ့တော့ပတ်စံတွေကဝင်ငွေတွေဆိုတာကကိုလုံးကိုယ့်ရဲ့ဟိုပါပေါ့သူများကိုပေးတာအဲ့ဒီပတ်စံချတာန
နော်အထီပေါက်တာတွေကရပါလားမသိအဲ့ဒါမျိုးတွေပါပေါ့နော်အဲ့လိုဟာမျိုးပြောတာနောက်နံပါတ်9ကကြတော့သူကစိတ်နဲ့ဆိုင်တယ်ဆိုတော့တခါခရီးသွားနေတဲ့ဆိုင်တယ်အဲ့တော့ပြီးတော့တခါအဆင့်မြင့်တဲ့ပညာရေးနဲ့ဆိုင်တယ်ဒီခရီးမှာကျတော့သူက long distance ကိုပြောတာအဲ့တော့ခုနကနံပါတ်3မှာတော့ကျတော့ပြောဖို့ကြတော့ house 3ကကြတော့သူက short distance သွားခရီးလေးပါတယ်အခု house နံပါတ်9ကကြတော့သူ long distance ခရီးဝေးသွားတာလို့လေ house နံပါတ်3မှာတော့ကျတော့သူ education ကကျတော့ဒီ early education ပေါ့နော်ဆက်စားတဲ့ကိုယ့်ရဲ့ပညာရေး house နံပါတ်9ကကျတော့သူ higher education မှာကျတော့သူက university တို့ဘယ်လို master တို့ပါမှာပေါ့လေအဲ့လိုမျိုးအဆင့်မြင့်တဲ့ပညာရေးကိုပြောတာနံပါတ်10ကကြတော့ကိုယ့်ရဲ့ဟိုပေါ့ခေါ်မယ်အသက်မွေးဝမ်းကြောင်းအလုပ်ကိုပြောတာနော်ပြီးတဲ့အခါကျတော့ဒါကိုနာမည်ရတာပေါ့နော်ဒီအလုပ်ရေးစဉ်လောက်တာမဟုတ်ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုပြောတာပြီးတဲ့အခါကျတော့ဟောပေါ့နံပါတ်7ကကြတော့ပေါ့ technology သူကစက်မှုပညာနဲ့ဆိုင်နေအဲ့တော့စက်မှုပညာဆိုတဲ့အခါမှာလည်းဒါကိုရီးယားခေတ်ကလည်းပြည်လာပြီဆိုတော့ဒီစက်မှုလုပ်နေတဲ့နေရာမှာလည်းတကယ်ကိုအဆင့်မြင့်တဲ့မြင့်တယ်လို့ဟိုလည်း technology ကလည်းတိုးတက်လာတာပေါ့နော်ကိုယ့်ရဲ့အဲ့ဒီအချိန်မှာရှိနေတဲ့ technology တွေပါတယ်ဒီအခါကျတော့ကလှူရှားတက်ကြွတာတွေလည်းပါတယ်လို့လုပ်ကြပြီးတော့ဘာပဲဖြစ်ပေါ်လေးကွာဒီလိုအလုပ်တွေလုပ်တဲ့အခါမှာလည်းပဲကွာတွဲပြီးတော့လုပ်ရတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်တွေက share လုပ်ရတာမျိုးအဲ့ဒါတွေလည်းပါတယ်နံပါတ်7ကကြတော့သူကကြတော့စိတ်နဲ့ဆိုင်တယ်ပြီးတော့စိတ်နဲ့ဆိုင်နေဆိုတဲ့နေရာမှာကွာအဲ့ဒီနေရာတွေကဘယ်ဖြစ်နေလဲဆိုကို safe ဖြစ်တဲ့နေရာလေးဖြစ်တယ်ပြီးတဲ့အခါကျတော့ကွာညံဟိုအေးချမ်းနေစိတ်ငြိမ်နေပြီးတော့တခါဟိုပေါ့စိတ်ပိုင်းဆိုင်ရာတွေဆိုလို့ရှိရင်လုံခြုံနေပြီးတော့တွေးတွေစိတ်ကူးတွေပေါ့နော် internet တွေပေါ့အဲ့ဒါတွေကဟိုပေါ့မက် house နံပါတ်2ကိုပြောတာပေါ့နော်အဲ့ချို့ရတော့ဒီလို houses တွေကိုလေ့လာတဲ့အခါမှာအဲ့ဒါတွေသူကဟောပေါ့အလိုရမှာပေါ့နော်ကိုရတော့အလိုမရအောင်ညနေလည်းခုလိုမျိုးပြပြတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီခုနကတော့စနစ်ဆိုတဲ့ house ကခုနလိုပေါ့နော်ဒီဟိုပေါ့ကိုလုံခြုံတဲ့နေရာကိုယ်တည်းပေါ့နော်ဒီဖြတ်တန်းရတဲ့ဟာမျိုးတွေသူကပြောတယ်အဲ့တော့အဲ့ဒီမှာဘာတွေပါလဲဆိုတော့ဒီကအချင်းကြခံရတာဒီစီးရုံမှာ hospital ပေါ့နော်အဲ့လိုအဲ့ဒီသဘောတရားတွေတော့ပါတယ်အဲ့တော့ဒီကနည်းနည်းတော့ဒါကြောက်စရာကောင်းတာပေါ့နော်ဒီလိုနည်းနည်းအများကြီးသက်သာတဲ့ဟာတစ်ခုကတော့ပါလေဆိုတော့ stay at home ဆိုတဲ့ဟောဟာပေါ့နော်ကျွန်တော်တို့ဒီ covid ဒီကာလမှာဆိုရှင်လူတွေဟာ stay at home နေကြရတယ်ဒါလည်းပဲဒီသူ့ရဲ့ဒီ house tour ရဲ့ effect တွေလို့ဒါကျွန်တော်အဲ့လိုလေထင်တာပေါ့တော့သုံးထပ်တယ်ပေါ့နော်ဒါဟုတ်လို့ကျွန်တော်သိနော်ဒါတွေကဒါ house tour နဲ့ပတ်သက်တဲ့အားလေးကျွန်တော်ဒါဖြည့်ပြီးပြောတာဖြစ်ပါတယ်အဲ့တော့ဒီတခုဒီကျွန်တော်တို့ဒီပြန်ကြည့်လိုက်အောင်ခုနကဘတ်ချရှုပ်ထွေးတဲ့ဘတ်ချကြည့်လိုက်လို့ရှိရင်အဲ့ဒီမှာတွေ့မှာပေါ့1 2 3 4ဆိုရင်အမှတ်သားလေးတွေ့နေတယ်နော်အဲ့ဒီ1 2 3 4ဆိုရင်အမှတ်သားလေးတွေဟာပါလဲဆို houses တွေသူအမြဲတမ်းဒီဟိုဒီဘက်ကနေစလိုက်တာဟာဒီနိုင်တဲ့တဲ့ဆက်ကျင်မှာပတ်ပြီးလို့ဆက်တင်မှာတော့ဆုံးတယ်အဲ့ဒါလေးက12 houses တွေနော်ဒါဆိုရင်ဘတ်ချတခုရတယ်ဆိုလို့ရှိရင်ကွာ12 houses တွေတော့ပြီးသွားပြီပေါ့နော်အဲ့တော့နောက်ဆက်ပြောမယ်အရာတော့ science တွေကြာအဲ့တော့ science တွေကတော့ဒီပြောလို့ရှိရင်အခုခေတ်မှာတော့ science တွေနဲ့ပတ်သက်ပြီးတော့ဒီတွေကတော်တော်လေးဟိုဒါဟိုသိနေကြပြီကွာပြောချင်တာလေဒါ science ကိုယ့်ရဲ့ science ကဘာ science လဲကိုယ့် science ကဘာလဲဆိုတော့သိဖို့အတွက်ကလည်းတော်တော်လေးကိုလိုရတယ်ဘာကြောင့်လဲဆိုတော့သူကမွေးလနဲ့မွေးရက်သိသွားလို့ရှိရင်ကိုယ်ဘယ် science ဘောလဲဆိုတာသိတာပေါ့နော်အဲ့တော့ဆိုရှင်အဲ့တော့ science ကဘယ်နဲ့ science ရှိတယ်ဆိုရင်12 science ရှိတယ်နော်အဲ့တော့အဲ့12 science နဲ့ကျွန်မအလုံးကြအောင်အစပြောမယ်ဆိုရှင်သူက Aries ကစားတယ် Aries in Taurus ဒီအစီအစဉ်လိုက်လာတာပဲเนาะ Aries Taurus Gemini Cancer Leo Virgo Libra Scorpio Sagittarius Capricorn Aquarius နဲ့ Pisces အဲ့ဒါအစီအစဉ်လိုက်သွားတာမကြော်ပါဘူးဟုတ်ဒီတိုင်းသွားတာအဲ့တော့အဲ့ဒီ12 sign ကိုရဲ့သင်္ကေတတွေကိုကျွန်မပြထားတယ်အဲ့ဒီ12 sign ဟိုငါဘာချက်ထဲကိုရှိတဲ့အခါမှာသူကလေဟိုရေးလို့ရှိရင်လေ Aries တို့ Pisces တို့ Sagittarius တို့စက်လုံးနေနဲ့မရှိဘူးသူအဲ့လိုသင်္ကေတလေးနဲ့ရှိတယ်အဲ့သင်္ကေတလေးကိုအလုံးမှတ်ထားရမယ်မှတ်ထားတော့မှသင်္ကေတကိုကြည့်လိုက်ပြီးတော့ဟာပေါ့ဒါပါလဲဆိုတာသိတာပေါ့နော်အဲ့တော့ဒါပေမဲ့လို့တစ်ခုရှိတာကဟ
ပေါ့အရင်ဆုံး Aries ရဲ့ sign လေးကိုဒီလိုလေးရှိတယ်လေ Aries ကိုပတ်ထားလိုက်ပြီဆိုလို့ရှိရင်ဘာသိရမလဲဆိုတော့နောက်ထပ်နိုင်ရက်တည်းနဲ့ဆန့်ကျင်ဘက်ပတ်နေတဲ့ဟာဒီအကုန်လုံးကလာဒီဟာဒီ sign တွေဇက်တိုက်ပဲဆိုတော့အဲ့လိုမျိုးသိတာပေါ့သိရမလားအဲ့တော့ခုနကတော့ဘာချလေးကိုပြန်ကြည့်မယ်ခုနဘာချလေးကိုကြည့်တဲ့အခါမှာခုနကျမပြောသလိုပဲဘာချမှာစော်ဝိုင်းကပြင်စော်ဝိုင်းတစ်ခုအတွင်းစော်ဝိုင်းတစ်ခုရှိတယ်အတွင်းစော်ဝိုင်းကတော့ခုနကပြောလိုက်သလိုပဲတစ်နှစ်သုံးနှစ်၅၆ခုရှိကိုစစ်စစ်တစ်စနစ်ဆိုရတဲ့ဘာခေါ်လဲ houses တွေကပြရတယ်ဒီအပြင်စော်ဝိုင်းမှာကြာတော့လေဘယ်လိုလဲ12ကွက်ကဖြတ်ထားတယ်အဲ့ဒီ12ကွက်မှာခုနကဗာလေ Aries ဆိုတဲ့သင်္ကေတလို့ရှာတယ် Aries ဆိုတဲ့သင်္ကေတဘယ်အကွက်မှာရှိနေလဲဥပမာဖြင့်4ဆိုတဲ့အကွက်ရောက်နေလား5ဆိုတဲ့အကွက်ရောက်နေလားပေါ့ရှာလိုက်လို့ရှိရင်အဲ့ Aries ကိုတွေ့ပြီဆိုတာ ਨੇ နောက်ဘက်ကဆက်နက်ဆိုင်ကသူ့နောက်ကနေလို့လိုက်လာပြီးတော့နိုင်လက်တန်စန့်ကျင်ဘက်သွားလိုက်ပြီးတော့သူ့စီမှာလာပြီးတော့ Pisces မှာလာဆုပ်လိုက်တယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဆိုင်ကိုရှာကြည့်လိုက်အဲ့တော့အဲ့ဒီခုဒီနေရာမှာလည်းပဲကွာနည်းနည်းဖြတ်ပြီးတော့ပြောပြချင်တယ်ဗာလဲဆိုတော့ကိုလည်းစတာနဲ့ဒါတွေလေ့လာတော့ဗာလေသူ houses က12ခုနဲ့ဒီ size 12ခုနဲ့ကွာရောနေတယ်တဲ့ဘာလို့လဲဆိုတော့ကွာဥပမာနဲ့ကိုကထောက်တော့သူကလီယိုဘုံဆိုတော့လီယိုဘုံဆိုလို့ရှိရင်သူကဘယ်နှခုမြောက်လဲ size မှာ1 2 3 4ဆိုတော့5ခုမြောက်ကလီယို5ခုမြောက်ကလီယိုအဲ့တော့ကိုယ့်ရဲ့ဆန်းကိုကြည့်လိုက်တဲ့အခါကျတော့ဟာငါလီယိုဘုံဖြစ်ပြီးတော့ဘာဖြစ်လို့ခုနှစ်ယောက်ရတာလဲပြောတာခုနှစ်ဆိုတာက houses က7ဘာလို့ခုနှစ်ယောက်ရတာလဲ4မှာဘာလို့မရှိရတာလဲပေါ့မဟုတ်ဘူးရှိချင်မှရှိတယ်ကိုက Sagittarius ဘုံဖြစ်ပြီးမဲ့လို့Sagittarius ကိုဆို Sagittarius ဖြစ်တိုင်းလည်းပဲ6ဆိုတဲ့နေရာမှာရှိချင်မှရှိတယ်Pisces က7ဆိုပြီးတော့လည်းပဲဒါက7မှာရှိချင်မှရှိတယ်။ခြားနေရာမှာရောက်တော့တယ်။ဒါပေမဲ့လို့တခြားနေရာမှာရောက်နေတော့လည်းပဲအမှတ်ထားမှာက sign တစ်ခုကိုရှာလိုက်ဥပမာ Aries ကိုတွေ့ပြီဆိုတာလေ Aries ကနေပြီးနိုင်လက်တန်စန့်ကျင်ဘက်ကအကုန်လုံးဇက်တိုက်ကသူ့ရဲ့ Taurus ဘာညာလာလိုက်တာ Pisces မှာလာဆုံးပါပဲ။သူ့ရဲ့သွားနေတဲ့လမ်းမကြော်သွားဘူး။ဟုတ်ပြီနော်အဲ့ဒါလေးတစ်ချက်ပေါ့။ဟိုထိုက်ကြရင်ကွာလေလို့ chart ကိုကြည့်လိုက်ပြီးငါရဲ့ဆိုင်ရ Leo ဖြစ်ပြီးတော့Sagittarius ဖြစ်ပြီးတော့ Taurus ဖြစ်ပြီးတော့ဘာလို့ဘယ်လိုပုံလဲ1 2 3 4 5 6မှာမတူရတာလေဆိုပြီးတော့ဖြစ်တတ်တယ်เนาะအဲ့ဒါလေးတစ်ချက်ကိုပြောပြမယ်အဲ့တော့အဲ့ဒီ sign တွေမှာလည်းပဲဒီလားသူ့ရဲ့ဝိသေသတွေရှိတယ်ဒီမှာကွာ Aries born ဆိုလို့ရှိရင် Aries born တွေကဘာဖြစ်တယ်ပေါ့အဲ့ဒါမျိုးလေးရှိတယ်အဲ့တော့ကျွန်မအဲ့ဒါလေးကိုအကြမ်းမြင်နဲ့ပြပြသွားမယ်เนาะအဲ့ဒါလေးကကျတော့အမှန်တော့ထားပါတယ်ဒီမှာAries တွေအားရတော့စတယ်နော် Aries တွေကကြတော့လေတို့ကလေတတိရှိတယ်ဒီလားတို့တွေကခံစားချက်တွေလည်းရှိတယ်တတိလည်းရှိတယ်ပြီးတဲ့ခါကျတော့ရုပ်ရည်ကိုင်ရှိတယ် Aries ကတို့တွေကနော် Taurus ကကြတော့သစ္စာရှိတယ်သစ္စာဘလောက်သစ္စာရှိတယ်ပြီးတော့ကိုယ်ကိုသူကစာချုပ်ချုပ်ထားပြီးပြီဆိုရှင်အဲ့ဒါကိုသူကအသက်နဲ့လဲပြီးတော့မှသူကကာကွယ်ဆောက်ရှောက်တယ်။လောက်ထိသူကကောင်းတယ်ပေါ့နော်သူကပြီးတော့တခါသူကလက်တွေ့ကြတယ် Taurus တွေက Gemini တွေကကြတော့သူကဆက်စုရက်တယ်ပြီးတော့ဆက်သွယ်ရေးတွေအရန်ကောင်းတယ်သူကပြောဆိုအရန်ကောင်းတယ်ပြီးတော့တခါသူကတကူလို့ဆိုသူကလေပေါ့စားတော့သူတို့ရဲ့အသိဉာဏ်ကသူကကစားတတ်တာတကူလို့ဆိုသူကစမ်းကြည့်ခြင်းနဲ့စိတ်ကူးသူတို့မှာ Gemini တွေကရှိတယ်နောက်တစ်ခုက Cancer တွေကကြတော့သူက sensitive ဖြစ်တယ်သူကတကူဆို tick ကနေစီသူက sensitive ဖြစ်သွားတာမျိုးဖြစ်တယ်ပြီးတော့သူကဖန်တီးနိုင်စွမ်းနေတယ်သူကရှိတယ်ပြီးတော့သူကပြီးတော့မိသားစုကိုလည်းသူကကောက်ွယ်ဆောင်ရှောက်တတ်တယ်သူတို့ရဲ့ဉာဏ်လီယိုတို့ကြတော့သူတို့ရအရန်ပေါ့လို့ခေါ်မယ်ဒီအစည်းအဝေးတွေဘာတွေမှာသူပြောခိုင်းလိုက်ပြီးဆိုလို့ရှိရင်သူကတကယ်ကိုပြောကောင်းတယ်ပေါ့ကွာသူတို့ကြည့်လို့မဟုတ်ပါဘူးပေါ့ performance အရန်ကောင်းတယ်သူကတတိရှိတယ်သူကမာနကြီးတယ်အတ္တလေးအရန်ကြီးတယ်လီယိုဆိုလို့လေပြတ်ပြောလိုက်အောင်မယ်လီယိုမင်းကလေးတွေကနေဒီမှာလာတယ်ဘာလို့လဲဆိုတော့ကျမအမေကလီယိုမေဆိုချောတဲ့လာတယ်မှာပါတယ်ဒါလီယိုမင်းကလေးတွေကနေဟိုပါပေါ့ထူးခြားတယ်ပေါ့နော်သူတို့ရဲ့ဒီပိုင်းဆိုင်ရာဘာညာပုံစံပါပေါ့တကယ်မင်းကလေးပြီးသားတယ်ပေါ့နော်ဒါကျမအခုအမေကနေလီယိုဒါကကျမမင်းကလေးယူလီယိုဘောင်းလေးတွေပြီးသူတို့အဲ့လိုပဲလှယောက်ျားတွေကြောင့်လေသူကအဲ့လိုပေါ့ strong ဖြစ်တယ်ပေါ့သူတို့ရဲ့ဒီပေါ့ရက်ပေါ့
ရက်မောင်းနေရအစားသူက strong ဖြစ်တဲ့ character စီကိုသူကပိုင်ဆိုင်တယ်အများအပြည့်ကိုတွေ့ရတဲ့ဒီလိုပြောတာပါအဲ့တော့သူတို့ဒီလို main ကလေးတွေကနေတလားဟောပေါ့အမှားတွေမွေးတတ်တယ်လားဆိုတော့အမေတို့ကမှဟိုကျမတို့နေကျမအကူရဟောလေးအဲ့ဒါကြောင့်ပြောတာမေက August ဆိုတော့အမှားပေါ့ဘေးဘက်ကတော့ဟွာရောရှိတယ်ပြောပါတယ်ဒါပေမဲ့လို့ဒီဟိုတွေက main ကလေးတွေအားလို့များအဖြစ်နေပေါ့ဟွာလေးတွေတော့မွေးတတ်တယ်ဒါတော့အခုထင်တာပြောတာပါလီယိုပြီးတော့ဗာလဲဆိုတော့ Fargo နော် Fargo ရကြတော့သူကဟိုလေ organization အရှာကောင်းသူက plan တွေကတိတ်ချရတာပဲသူတို့တခုကိုလုပ်တော့မယ်ဆိုတော့ plan ကိုသူကအရင် plan အရင်ချတာအရင် plan ကိုသူကအရင်ချလာလိုက်ပြီအဲ့ဒါမျိုးသူကအဲ့ဒီ Fargo ရဲ့ထူးခြားချက်ကအဲ့ဒါသူတို့ရဲ့ plan တိုင်းသူကဘာပြီးရင်ဘာလုပ်မယ်ဆိုရဟာသူက Fargo ရသူ plan ရှိတယ် Libra တွေကကြတော့သူကဟိုပေါ့သူကညှက်တာတယ်ဟိုချင်းချင်းတက်တယ်နော်သူတို့တွေကဟိုပေါ့အမှန်တရားကိုလည်းသူကလူနာတယ်လူတွေနဲ့ဆက်ဆံတဲ့အခါမှာလည်းသူက flexible ဖြစ်တယ်ပေါ့သူက balance ရှိတယ်ပေါ့နော်အဲ့ဒါမျိုးပြီးတော့ Scorpio တွေကကြတော့သူကလေဟိုခွန်အားဆိုတာလေဟိုပေါ့သူတို့မှာလေစွမ်းအားတစ်ခုရှိတယ်ဆိုလို့ရှိရင်အဲ့ဒီစွမ်းအားကိုသူကသိတာတယ်ဟိုကနေသူကဟိုပြောတဲ့နေရာမှာpower ရှိတယ်ဆိုတော့ပြောမှာ power ရှိတယ်လုပ်တဲ့နေရာမှာ power ရှိတယ်ဆိုတော့ဘာလို့ကစွမ်းစားနေတယ်သူ့မှာရှိကြတော့သူကအရန်လေးနဲ့တယ်နဲ့ဆိုင်နဲ့သူကဟိုတွေးခေါ်တတ်တယ်ပေါ့နော်ဒါက Scorpio Sagittarius တွေကကြတော့သူကလေစွန့်စားရအောင်သဘောကျတယ်ပြီးတော့ဟိုစူးစမ်းတာဟိုပြဿနာတစ်ခုရှာဖွေရတာမျိုးအဲ့ဒါမျိုးပေါ့ပြီးခါကျတော့လေဟိုလေ TV တွေမှာလေ Discovery လို့ပါပြတွေ့တယ်နော်သူကလေဟိုရှာလေးလိုမျိုးတစ်ခုဆိုရှင်အစုံလိုက်ပြီးတော့အဲ့မျိုးလေးသူကဝါသနာပါတယ် Sagittarius တွေက Capricorn ကကြတော့သူကလေဟိုဖြစ်တယ်ရေမှန်းချက်ကြီးတယ်ပြီးတော့တောင်းဝန်ယူတတ်တယ်လူတွေကပြီးတဲ့အခါကျတော့အောင်နေတယ်ဒီ Capricorn က Aquarius တွေကကြတော့သူကလေအရန်ဟိုသူကအရန် active ဖြစ်တယ်တို့ကြည့်လိုက်ရင်တွက်လက်နေရတယ်အဲ့လိုတခါသူကတိုက်ရခိုက်ရတာလေသူကဝါသနာပါတယ်အရင် active ဖြစ်တယ်အဲ့ဒီဟိုဟာတွေလေ Pisces တွေကကြတော့သူကစိတ်ကူးရင်လေပြီးတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လှုပ်စိတ်လှုပ်ရှားတာသူကမြင်တယ်ပြီးတော့တခါအဲ့ဒီစိတ်ပါဝါအမတန်ကြီးတယ်လောက်ထိကြီးလဲဆိုတခုဆိုသူကတချင်းသူကခံစားလိုက်ပြီအဲ့ဒီ Pisces တွေကသူတို့တွေကဟိုဟာလည်းဖြစ်တယ်လို့ခေါ်တယ်ပြုတ်လေပြုတ်ဝတ်တက်တယ်ပြုတ်ဝတ်ချက်တိတ်များတယ်သူတို့ပါလေဆိုတော့ဒါတွေကခုနပြောလိုက်တဲ့စနစ်ဆိုင်နဲ့ပတ်သက်တာတွေပေါ့နော်ဒါကျွန်မအဲ့လိုလည်းမရပါဘူးဒါပြပြလိုက်တာအဲ့ဒီနေ့ပြောမယ့်အစီအစဉ်လေးမှာဆိုရှင်ဘာချကြောက်ပြီးသွားပြီဗာလေ houses တွေပြီးသွားပြီ signs တွေပြီးသွားပြီအဲ့တော့ဘာချတင်မှာတွေ့ပြီဆိုချင်းချင်းသုံးလေးတွေလည်းရှာတော့သွားပြီဒီ sign ရဲ့သင်္ကေတတွေတွေ့ပြီဆိုလို့ရှိရင်လည်း sign ရဲ့သင်္ကေတတွေကဘယ်လိုမျိုးရှိနေလဲဆိုတာဒီ survey နဲ့မှာပေါ့နော်နေရာလေးတွေ့ပါပြီအခုတတိယမြောက်အနေနဲ့ကျွန်တော်က planets တွေကြောက်တယ်နော် planets တွေကတော့ planets တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်က planets တွေဘယ်နှခုရှိတယ်ပေါ့နော် planets တွေကဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရွတ်သွားမယ် the sun the moon Mercury Venus Mars Jupiter Saturn Uranus Neptune နဲ့ Pluto ဆိုပြီးတော့ planets က10ခုရှိတယ်အဲ့တော့အဲ့ planet 10ခုရဲ့ဒီသင်္ကေတတွေကိုပြတာတယ်အဲ့တော့အဲ့ဒီသင်္ကေတတွေကိုလည်းပဲအလို့မှတ်ထားပါပေါ့နော်အဲ့တော့နောက်ဘတ်ချက်ကိုပြန်ကြည့်မယ်အဲ့ဒီဘတ်ချက်ထဲမှာကိုယ့်ရဲ့ budget တွေဆိုကြပါဆိုအဲ့ခါမှာအခုဆိုရင်ဒီပါလို့ဒီ planets တွေကဒီဂျိုးတွေကကိုယ့်ရဲ့ budget တွေကဘေးကွက်တွေမှာရှိနေတယ်ရှာကြည့်ပါပြောဆိုစာရွက်တွေနဲ့ရေးချတာလိုက်the sun ကတော့ဘယ်နေရာမှာ the moon ကတော့ဘယ်နေရာမှာစသည်ဖြင့်ပေါ့ကွာရှာတတ်ပါဒါကိုယ့်ရဲ့ budget ကိုဒါစပြီးတော့ကွာကြည့်လိုက်တာပေါ့နော်အဲ့တော့အခုအဲ့တော့ဒီ playlist တွေမှာလည်းသူတို့မှာ content တွေရှိတယ်နော်ဘာတွေလဲဆိုတာပြပြမယ်စမ်းမှာကျတော့သူကအရန်တောက်ပါတယ်လေအဲ့တော့သူ့ရဲ့ခွန်အားဘာတွေလဲဆိုစွမ်းအားကြီးတယ်အတ္တကြီးတယ်မာနကြီးတယ်ကိုယုံကြည်မှုရှိတယ်ဒါတွေကသူ့ရဲ့ဒါခွန်အားတွေပေါ့နော်သူ့ရဲ့လွှမ်းမိုးမှုတွေပြီးတော့မုန်းကကျတော့အနုပညာစိတ်ခံစားမှုတွေပြီးတဲ့အခါကျတော့စိတ်ခွန်အားလို့လည်းပြောလို့ရတယ်တနာကျင်နာတတ်တာပြီးတော့ရည်ရွယ်ချက်တွေမြင့်မားတာပြီးတော့သူ့မှာကျတော့
ပြောင်းလဲတဲ့တဘာဝလေးသူပိုင်ဆိုးတယ်ပြီးတော့မားစခါကျတော့စစ်ရေးစစ်ရာတွေနဲ့ဆိုင်ရင်းပြီးတော့စက်ပစ္စည်းတွေစေဝါလို့ပြီးတဲ့ခါကျတော့ဒီရုပ်ဝတ္ထုပစ္စည်းတွေနဲ့ဆိုင်တယ်သူဆရာဝန်တွေနဲ့သူဆိုင်တာပေါ့နော်ပြီးတော့မာကျူရီကကျတော့သူ့ရဲ့တဘာဝကပြင်မြန်တဲ့တဘာဝရှိတယ်သူ့ရဲ့ပတ်သက်တာရဲ့အယောင်းဝယ်လုပ်ငန်းတွေပါတယ်ပြီးတော့ဆက်သွယ်ရေးတို့ပြီးတဲ့ခါကျတော့ပညာရေးတို့ပါတယ်ပြီးတော့တခါမင်းသားမင်းသမီးတွေနဲ့လည်းသူကသက်ဆိုင်တယ်နော်ပြီးတော့ဂျူပီတာကကျတော့ဒီဥပဒေကြီးကကိစ္စတွေပညာရေးဆိုင်ရာကိစ္စတွေအပြင်ဒီအတွေးခေါ်တွေပါတယ်ယုံကြည်စိတ်ထားရမှုလို့ဆုံးဖြတ်ချက်မှန်ကန်မှုကိုဒါရီယာဒီဂျူပီတာရဲ့ဒါလွှမ်းမိုးမှုဖြစ်တယ်ဗီနက်စ်ကကျတော့အလှပကြီးရလေးနဲ့သက်ဆိုင်တယ်ပြီးတော့ဒီစိတ်ကလည်းစိတ်ငြိမ်းချမ်းမှုပြီးတော့တခါဒီတိမ်ဝိတ်မှုကအမှုပညာလက်ရာလေးတွေဖြစ်တယ်ဒီပကြီးမှုလက်ရာလေးတွေဒါဒီဗီနက်စ်ရဲ့လွှမ်းမိုးမှုတွေပါတယ်သူကအနစ်နာခံတတ်တယ်ပြီးတော့ဒီသူ့ရဲ့သဘာဝပါလေဆိုတော့စိတ်ကိုဦးစားပေးတယ်ပြီးတော့စိတ်လို့ခေါ်ပဲစိတ်ရဲ့အလိုကိုလိုက်ချင်းပေါ့နော်ဒါသူဗီနက်စ်ရဲ့ဟိုတရားတွေပေါ့နောက်ကစေတန်ကြောင့်လေယာစိုက်ကလူကြီးကိုသူကလွှမ်းမိုးရပြီးတဲ့ခါကျတော့သူကခေါင်းပါတာလို့အစိုးမြင့်ဝါဒရှိတာလို့ဒါကတော့အပြိုင်ဆိုင်များတယ်ပြီးတော့အဲ့အပြိုင်ဆိုင်ကြီးဈာကနေပဲသူအောင်မြင်မှုတွေအများကြီးရှာတယ်ပြီးတော့အလုပ်တွေလည်းအများကြီးလုပ်ရတာလို့တောင်းဝန်တိတာပြီးတော့စီးရုံးမှုကလည်းကောင်းတယ်ဒါရဲ့သူ့ရဲ့လွှမ်းမိုးမှုတွေပြီးတော့အလုပ်လုပ်တဲ့ခါမှာလည်းသူကတတိရှိတယ်ဒါသူဒီစေတန်ရဲ့ဒါဒီသူရဲ့ planets နဲ့သက်ဆိုင်တဲ့ချက်ပြီးတော့ Neptune ကတော့အိမ်မက်တွေနဲ့ဆိုင်တယ်။သူကကြတော့ဒီစိတ်ဝိညာဉ်နဲ့လည်းဆိုင်တယ်။ပြီးတော့ဒီမသေးချာမရေချာမှုတွေလည်းသူကပါတယ်။ပြီးတော့ creation ကောင်းတယ်ပြီးတဲ့အခါကျတော့သူကဒီဒီခံစားတတ်တဲ့လူသူရှိတယ်နော်။ဒါပြီးတော့ sensitive ဖြစ်တယ်။နောက်ပြီးတော့ Pluto ကကျတော့ transformation ကိုပြောတာ transformation ဆိုတဲ့အခါကျတော့တစ်ခုကနေနောက်တစ်ခုကိုပြောင်းသွားတာ။ဟောင်းကနေအစ်စ်ကိုပြောင်းသွားတာ။အလုပ်တစ်ခုနဲ့နောက်အလုပ်တစ်ခုပြောင်းသွားတာအဲ့ပြောင်းလဲခြင်းသဘောတရားတွေဘယ်လိုတော့ပြောင်းမှုတွေပေါ့နော်ဒါသူပြောလိုက်တာတွေကဒါ planets တွေအကြောင်းဖြစ်ပါတယ်အဲ့တော့ Pluto ဟာဂျိုးတစ်ခုဖြစ်တဲ့ကြောင့်မလို့သူကလည်းဒီ budget တွေမှာသူကဘယ်လိုခေါ်မလဲနိုင်ရက်တဲ့စက်ချင်မဲ့သူကပတ်နေတာပေါ့နော်အဲ့လိုပတ်နေတဲ့အခါမှာလည်းသူက sign တွေကိုသူကဖြတ်တန်းသွားတယ်အဲ့တော့ sign တွေဖြတ်တန်းသွားမှာ Aries တို့ Libra တို့ Taurus တို့Aquarius တို့ Pisces တို့စသည်ဖြင့်သူကဖြတ်သန်းပြီးတော့သွားရတယ်။အဲ့ခါမှာသူ့ရဲ့ဒီအရေးချင်းသူ့ရဲ့ property အစီအလည်းဒါသူ့မှာပြောင်းလဲမှုတွေကလောက်သွားမှာပဲ။ဒါရင်လို့ကျွန်မသတိထားမိတာပေါ့နော်။သတိထားမိရဲဆိုတာလည်းဒါအခုကျွန်မဖတ်ခဲ့တဲ့ကြည့်ခဲ့တဲ့ဒီဗီဒီယိုတွေ website တွေမှာဖော်ပြပညာရှင်တွေရဲ့သုံးသပ်ခြင်းအရ Pluto နဲ့ Aquarius ကအမြဲတမ်းမှပြောလို့ဆိုလို့ကောင်းတယ်။ပြောလို့ဆိုလို့ကောင်းတယ်ဆိုတာကအကောင်းပြောတာရောဆိုတာနှစ်ခုစလုံးပေါ့နော်ဒါဒီလိုခေါ်မယ်သူနဲ့ပတ်သက်တဲ့အချက်တွေကစိတ်ဝင်စားစရာကောင်းတယ်လို့ကျွန်မတွေ့ရတယ်။ဥပမာမျိုးဆိုရှင် Pluto ဟာ Aquarius ကိုရောက်တဲ့အခါမှာ Aquarius ရဲ့ properties တွေကြာသူ့အကြောင်းတွေကိုကျွန်တော်ရှင်းမှာပြောခဲ့ပြီးအဲ့တော့သူ့ရဲ့ properties တွေနဲ့ Pluto ရဲ့ဒီလိုမျိုး transformation လုပ်နိုင်တယ် revolution ဖြစ်နိုင်တယ် revolution ဆိုတာတွေကဘာဝနေအစ်စ်ရောင်းမြန်လှန်ပြီးတော့မှပြောင်းလဲပြစ်လိုက်နိုင်တဲ့သူ့ရဲ့စွမ်းအားတွေကပေါင်းစပ်လိုက်တဲ့အခါမှာဒီပြောင်းလဲမှုကြီးကြီးမားမားတွေဒီ breakthrough တွေပေါ်တော့ဖြစ်တယ်ဆိုတာတွေကထောက်ပြကြတယ်ချွတ်ဆိုရှင်အဲ့ဒီ Pluto နဲ့ Aquarius မှာねနော်ဒီ French Revolution တွေဖြစ်လာတာစပုထိုးနိုင်ရေးတွေဖြစ်လာတာဒါတွေဟာတကယ်ကို Pluto and Aquarius ရဲ့ဒါတက်ရောက်မှုတွေပေါ့နော်အဲ့တော့ Pluto နဲ့ Aquarius ထဲမှာသူကအနည်း20လောက်ကြာပြောတယ်အခုဆိုရှင်ဒီ2023ဘယ်လိုကမတ်လလောက်တည်းက Pluto က Aquarius ကိုရောက်လာတာအခုဆိုလုံးဝအောက်တော့ Pluto က Aquarius ကိုဝင်ရောက်လာပြီသူကနောက်ထပ်အနည်း20လောက်သူကနေအောင်မှာတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီကာလဖြစ်တဲ့ကြောင့်ဒီ astrologers တွေဘယ်ဆရာတွေကဒီအချိန်မှာတော့ဖြစ်ခုတခုဟာပေါ့နော်ဒီပြောင်းလဲတော့မယ်ပြောင်းလဲမှုကဖြစ်လာတော့မယ်ဖြစ်ရင်လည်းဖြစ်နေပြီပေါ့နော်ဒါမျိုးသူကပြောကြအဲ့တော့တခုရှိတာကအဲ့မှာကျွန်မလည်းဒီဖတ်တဲ့တဲ့အထက်အတိုင်းပြောမယ်ဆိုလို့ရှိရင် Pluto ရဲ့သဘောတရားကအမြဲတမ်းနှေးတယ်နှေးရတဲ့ကြောင့်သူ့ရဲ့ပြောင်းလဲမှုကကိုတော်မှမသိလိုက်ဘူးပေါ့ကိုတော်မှမသိလိုက်တဲ့ပြောင်းလဲမှုတွေဖြစ်လာနိုင်တယ်အလို့တစ်ခွက်နဲ့လို့ပြောင်းနေဆိုရင်လည်းဝုန်းနဲ့ထိုင်နေပြောင်းသွားတာမျိုးတော့မဖြစ်တော့ဘူးလို့ဒါကျွန်မထင်တာပေါ့လေဒါတော့ကျွန်မရဲ့အထင်ပေါ့အဲ့တော့အဲ့ဒီ Pluto နဲ့ Aquarius တွေဟာကျက်သဘောတရားလေးကိုကျွန်မအခုဒါကြုံလို့ဖြစ်ဖြစ်ကျွန်မရဲ့ပေးတဲ့ကိုပြပြဖြစ်ပါတယ်အဲ့တော့နောက်တစ်ဆင့်အောင်တက်ပြီးတော့ big 3အကြောင်းပြောတယ်မှာကျွန်မကဘာပြောချင်လဲဆိုတော့ဒီ retrogression ဆိုတာလေးနဲ့ပတ်သက်ပြီးပြောချင်ပါတယ်ဒါလေးကိုသိမှဖြစ်တယ်နော်ဘာလို့လဲဆိုတော့ retrogression ဆိုတာကိုဒီခုခေတ်ပေါ်တော့ဒီဗီဒီယိုဆရာတွေတာရောပညာရှင်တွေနိုင်ငံသားမှာလည်းလုပ်ပါတယ်နိုင်ငံသားတွေလည်းလုပ်
retrogression ကိုသူကဘယ်လိုအဓိပ္ပာယ်သတ်မှတ်လဲဆိုတော့ဒီbackward လို့ပြောတာပေါ့နော်နောက်ပြန်ဆုတ်တယ်ပေါ့ဒီနောက်ပြန်ဆုတ်တယ်ဂျိုရီယာနောက်ပြန်ဆုတ်တယ်ပေါ့လို့ပြောကြတယ်နော်တကယ်လည်းအဲ့ရနေပတ်သက်ပြီးတော့ကျွန်တော်လည်းရှင်းပြချင်ပါတယ်အဲ့တော့ကျမတို့ဒီဂျိုရီဟာနော်ဒီဂျိုရီနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ကျမတို့ငယ်ငယ်လေးတုန်းကတိတ်တန်မှာသင်ခဲ့ရတယ်ဂျိုရီဟာနိုင်လက်တန်နဲ့ဆင့်ကျင်ပဲပတ်တယ်ဒီအလျင်ဆိုဒီဂျိုရီကတောက်တဲ့တပိခုနဲ့တူအလျင်မတူကြအောင်ဒီဂျိုကတော့ပြင်အလျင်ကတနာရီကို 1.5 ကီလိုမီတာနောက်ဆိုတကူကတနာရီကိုလောက်ဆိုလို့ရှိရင်အဲ့ဒီအလျင်အတိုင်းမျိုးကပတ်နေကြတာပတ်တဲ့ခါမှာလေနိုင်လက်တန်နဲ့ဆင့်ကျင်ပဲပတ်တယ်အဲ့တော့သူတို့ကဘယ်တော့မှနော်ဒီကိုယ့်ရဲ့အလျင်ကိုမြန်သွားတာလို့နှီးသွားတာလို့နောက်ပြန်သွားတာနောက်ပြန်ကိုစုပ်တာလို့ရက်သွားတာလို့ဘယ်တော့မှမလုပ်ပါဘူးဟိုလိုနေရတော့အခုထိတော့ဂျိုလီဟာသူသွားနေတဲ့အလျင်အတိုင်းပဲနိုင်ရက်တန်နဲ့ဆန့်ကျင်ဘက်ကိုမြဲတိုင်းမှန်မှန်ပတ်နေနော်အဲ့ဒါလေးတစ်ချက်နောက်တစ်ခုကဘာဖြစ်လို့ဒါဆိုရင်အခု retrogression လို့ပြောတယ်လေဘာဖြစ်လို့နောက်ပြန်သွားတယ်လို့ပြောတယ်ဘာလို့ရက်သွားတယ်လို့ပြောတယ်အဲ့ဒါလေးကျွန်တော်တို့ပြောမယ်အဲ့ဒါကိုကျွန်တော်တို့ကဒီ astrological terms တွေနဲ့ဒါပြောတာတကယ်တမ်းလက်တွေ့မှာတော့သူကမရက်ဘူးအဲ့ကျွန်တော်ဥပမာလေးတစ်ခုပြမယ်ကားပြန်လို့ဒီတစ်ခုစဉ်းစားနေအောင်ဆက်ပိုင်းပုံစံဒီဘယ်ပုံစံလဲပေါ့နော်ဒီရေးဆွဲထားတဲ့ line တွေမျက်စိထဲမှာမြင်ကြည့်လိုက်အဲ့မှာကားတွေကပြန်ကားတွေကစီထွက်ပြီးတော့မောင်းရတာပေါ့မောင်းတဲ့အခါမှာကိုယ်လည်းကားတစ်စင်းနေတယ်ကွာမောင်းနေတယ်ပေါ့ဒီကြားထဲမှာအဲ့တော့ line တစ် line မှာကားတစ်စင်းစီရှိတယ်ဆိုပါစို့ဒီကားတွေအကုန်လုံးဟာတဲ့နော်ဒီတနာရီကိုမိုင်60မိုင်20မိုင်40ဆိုပြီးတော့အဲ့တိုင်းပဲသူကမောင်းနေအကီလိုဆိုပြီးကီလိုလျောက်ပေါ့ဒီတိုင်းပဲသူကမောင်းဘယ်တော့မှသူကရလည်းမရဘူးနေလည်းမနေဘူးညံလည်းမညံဘူးဒီအမြင်တိုင်းပဲပတ်နေကြတယ်ဆိုပါစို့နော်နိုင်တဲ့ဆင့်ကျင်မဲ့သူသွားခိုင်းလာတယ်ဆိုပါစို့ဟုတ်ပြီနော်အဲ့တော့တစ်ချိန်ချိန်ချောက်လို့ရှိရင်ကိုကကိုကားကိုမောင်းနေရတယ်ပြီးတော့ကိုကဘေးကကားကိုကြည့်လိုက်တဲ့အခါမှာဘေးကကားနောက်မှကျင်းခဲ့တာဘူးနော်ကြုံရတတ်တယ်ပြီးတော့ line နေတာကစဝိုင်းပုံစံနဲ့ကတင်းရနေတော့ကြီးသွားတာဘူးနော်အဲ့ဒါလည်းပါတယ်နောက်တစ်ချက်ကအခုကအတင်ရလည်းဒီအနေနဲ့ပဲသွားနေတာပို့ပြီးတော့လည်းမညံဘူးပို့ပြီးတော့လည်းနှေးသွားတဲ့ကြောင့်မလို့တခါတရံမှာကျွန်တော်ဒီလမ်းမှာလည်းလိုပဲကျွန်တော်ဒီကားကောင်းတဲ့အခါမှာလည်းကို့ဘေးကကားနောက်မှကျင်းခဲ့တာမျိုးကိုတွေ့လို့ရှိရင်ဒီကားကြီးကရက်သွားတာလားခိုက်ထိုင်ညင်နောက်ပြန်သွားနေတာလားဆိုတာဖြစ်တတ်တယ်အဲ့လိုပဲကိုကနောက်တော့ပြန်ကားတွေမှာပဲဘေးကကားနောက်မှကျင်းခဲ့တယ်ဆိုပါစို့အဲ့ခါကျရင်ကိုယ်စိတ်ထဲမှာဒီကားကနောက်ပြန်ဆုတ်သွားတယ်လို့တကယ်နောက်ပြန်လည်းမဆုတ်ရက်နေတယ်လို့တကယ်ရက်လည်းမရဒီသူ့အနေနဲ့သူသွားနေရတယ်အဲ့တော့ retrograde လုပ်တာကိုကလုပ်လိုက်တာကိုကနောက်ကိုလှည့်ကြည့်လိုက်ကိုကနောက်ကိုလှည့်ကြည့်လိုက်လို့ဒီလိုမျိုးဟိုမှာမြင်ဖြစ်လာတာပေါ့နော်ဆိုတော့အဲ့ဒါဖြစ်တဲ့အဖြစ်က retrogression လို့ခေါ်လိုက်တာအဲ့လိုပဲနေဆက်ကြလာမှလေးပဲပေါ့နော်ဒီနေကိုပတ်နေတဲ့ဂျိုးကြီးရှိတယ်အဲ့ဒီမှာကဘာလေးပဲအပေါင်းဖြစ်တယ်အဲ့ဒီလိုပဲခုနကပြတဲ့ဥပမာအတိုင်းပဲကဘာနေပြီးတော့ဒီကိုယ့်ရဲ့ဘယ်ညာမှာရှိနေတဲ့ဂျိုးတွေမှာဖြင့်ဒီကဘာနဲ့အနည်းဆုံးဂျိုးပါဆိုလို့ရှိရင်ညာဘက်မှာဆိုရင်Mars ရှိတယ် Jupiter ရှိတယ် Saturn ရှိတယ်ပေါ့နော်ပြီးတော့ဒီဘယ်ဘက်မှာဆိုလို့ရှိရင်တော့ဒီ Venus တို့ Mercury တို့ရှိတယ်အဲ့ခါကျတော့ခုနလိုပေါ့နော်ဒီကဘာကနေပြီးတော့ဒီဘယ်နဲ့ညာကိုလှမ်းကြည့်လိုက်တဲ့အခါမှာအဲ့ဒီခုနကတော့ Jupiter တို့ Mars တို့နော်တရားဆိုလို့ရှိရင်သူကနောက်ကိုကျင်းခဲ့တဲ့အခြေအနေမျိုးတွေကိုတွေ့ရတဲ့အခါကျလို့ရှိရင်ဟာဒီဂျိုကတော့ဖြင့် retrograde လုပ်နေတယ်Mercury ဂျိုကြီးက retrograde လုပ်နေတယ်ဆိုပြီးတော့ဒါ astrologer တွေကပြောကြတယ်အဲ့လိုပြောလိုက်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုး retrograde လုပ်တယ်ဆိုရင်အဲ့ဒီဂျိုတွေရဲ့ဂုဏ်သက်တည်တွေဟာကျမတို့ကဘာဘဝလူသားတွေကိုအနည်းနဲ့အများတော့တက်ရောက်မှုရှိလာတယ်။ဒါကို astrology ပညာရှင်တွေပဲဒါကိုအတိအကျပေါ့နော်ဘယ်လိုမျိုးတက်ရောက်မှုရှိတယ်လဲဆိုတဲ့အချက်လက်တွေကိုသူတို့တွေကပဲတခြားပြောပြနိုင်မှာဖြစ်ပါတယ်။အခုဆက်ပြောမှာအကြောင်းကတော့ဒါ big 3ပေါ့နော် big 3ဆိုတာဟာတဲ့တော့ဒီကျွန်တော်တို့ဒီ astrological terms တွေနဲ့ astrological မှာဆိုရှင်ပေါ့နော်ရန်ကိုအရေးပါတယ်အစိပ်ပိုင်းတစ်ခုကနေပေါင်းနေတယ်အဲ့တော့ဘာတွေလဲဆိုတော့ the sun ရဲ့ the moon ရဲ့ rising ရဲ့အဲ့တော့ဆိုတာ sun sign moon sign rising sign ဆိုပြီးတော့ခေါ်တာပေါ့နော်အဲ့တော့ sun sign ဆိုတာဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ရဲ့ဒီ
တ်ချက်တယ်ဟာတဲ့နော်ဒီ size ဆိုတဲ့သင်္ကေတလေးကိုဝိုင်းလေးနဲ့လို့ဆက်ပြီးပေါ့နော်အဲ့ဒါလေးကဓမ္မရှိရဲဆိုတာရှာလိုက်တာအဲ့ဒါဟာပေါ့နော် sunshine ရှိနေတဲ့နေရာပေါ့ဒါလည်းမှတ်ရတာမြတ်တယ်တွေ့တယ်ပြီလားဘာကြောင့်လဲဆိုတော့ကိုကဘယ်ဆိုင်မှာဝေးတယ်မိုက်ကွာ Aries မှာဝေးရဲဆိုရင်ကိုရဲ့ sunshine က Aries မှာရှိတယ်ကိုကဒီ Sagittarius born ဆိုလို့ရှိရင်ကို Sagittarius ရဲ့အကွက်ကလေးမှာအဲ့ sunshine ရရှိတယ်Pisces ဆိုလို့ရှိရင် Pisces မှာ sun လေးရရှိတယ်အဲ့တော့လွယ်တယ် sunshine ကဘယ်မှာလဲဆိုတာဒါကိုယ့် chart ကိုကြည့်လိုက်လို့ရှိရင်ကိုယ့်ရဲ့ sign ကဘယ်မှာလဲဆိုတာအရင်ကြည့်လိုက်ရင်အဲ့မှာ sign မှာ sun sign ရရှိတယ်နောက်တစ်ခုက the moon sign ပေါ့ the moon ဆိုရဲဘောဟာရာလေတော်တော်လေးဒါသိနေကြကောင်းတယ်ပေါ့ဆိုတော့ညအမှာကောင်းနေကြပါကျွန်တော်လာရုပ်ရှိတဲ့အခါကျလို့ရှိရင်ဒီ wine ဆက်နေတဲ့ဒါမျိုးကြည့်လိုက်ကျွန်တော်ကလွမ်းစရာလေးဆွေးစရာလေးကြည့်လိုက်ပေါ့ကျွန်တော်တစ်ချိန်လေးမှာဆိုလို့ရှိရင်ဒီလာရုပ်ကြည့်ပြီးတော့လွမ်းရအောင်ဒါမျိုးတွေကတစ်ချိန်လေးမှာလေးဆက်ပြီးတော့ဆိုကြတယ်အဲ့တော့မူးရဲ့တဘာဝအရာမူးဆိုတာမတန်မှဘူးလားဆွေးရစရာကောင်းတယ်။ဘာဆွေးစရာကောင်းလဲဆိုတဲ့အဓိပ္ပာယ်ကအဲ့မူးမှာပါရှိဝင်နေတာပေါ့။အဲ့တော့ the moon sign ကလည်းဒီလာချမ်းကိုသူကကြောက်ကိုယ့်ရဲ့ budget ထဲမှာ moon sign ကဗမာလဲဆိုတာရှာလိုက်။သူကြောက်တော့ခုနကလို sun sign လိုလည်းဒီရှာမတွေ့ဘူးပေါ့။နည်းနည်းစူးစမ်းပြီးတော့ရှာကြည့်ပေါ့။အခုအဲ့ဒီ moon sign နဲ့လည်းဘယ် sign မှာရှိလဲ။ဒီစနစ်စားထဲမှာဘယ် sign နဲ့မှဒီ moon လေးကရောက်နေတယ်ဆိုတာကိုရှာကြည့်လိုက်။နောက်တစ်ခုဆက်ပြောမှာကတော့တတိယမြောက် rising sign ကြောင်းပါပဲအဲ့တော့ rising sign ဆိုတာဘာလဲ rising ဆိုတာဘာလဲဆိုတာအရင်ဆုံးပြောရမယ်ကျွန်တော်တို့စစချင်းကပြောခဲ့တဲ့အချိန်ခါတုန်းကဒီဆက်ဝိုင်းပုံစံရှိတယ် horizontal line ရှိတယ် vertical line ရှိတယ်9နာရီကိုပြတဲ့လက်တံအတူလေးရှိတဲ့နေရာလေးဒီ line လေးကိုကျွန်တော်တို့က rising လို့ခေါ်တယ် ascendance လို့ခေါ်တယ်အဲ့ဒီ ascendance နဲ့ဒီ second ဘက်က3နာရီကိုပြတဲ့လက်တံတူလို့ကိုကြတော့ descendant ASC DC လို့ဆိုအတူကောက်သူရေးကြတာပေါ့နော်အဲ့ဒီခုကျွန်မဆိုချင်9နာရီဆိုရဲ9လို့3လို့ဖြောက်လိုက်တော့မယ်နော် ASC DC ဒါမျိုးပြောတော့မယ်အဲ့တော့ ASC ဆိုတဲ့ဒီ line လေးရဲ့အောက်ကကတ်နေတဲ့တစ်ဆိုတဲ့အကွက်ကလေးကိုသိရနော်အဲ့ဒီအကွက်ကလေးက rising နဲ့အဲ့တော့ကိုယ့်ရဲ့ rising ကဘာလဲဆိုမေးလို့ရှိရင်ကိုယ့်ရဲ့ budget တွေကိုကြည့်လိုက်မယ်ကိုကထောက်ရတော့နော်ဒီScorpio born ဆိုတော့ဒါမဲ့လို့ကိုယ့်ရဲ့ rising ဟာ Scorpio ဖြစ်ချင်မှဖြစ်မယ် Libra ဖြစ်ချင်ဖြစ်မယ် Pisces ဖြစ်မယ်ဒါဆိုရင်ကဲဟိုပါပေါ့ Sagittarius born ကလည်းသူ့ရဲ့ rising ဟာ Pisces ဖြစ်ချင်ဖြစ်မယ် Aries ဖြစ်ချင်ဖြစ်မယ်ဟုတ်ပြီနော်အဲ့တော့ကိုယ့်ရဲ့ budget လေးကိုကြည့်လိုက်ပါဒီတစ်ဆိုတဲ့အကွက်လေးမှာဘယ်သူရောက်နေလဲဆိုတာကြည့်လိုက်ဘာ sign လေးလဲဆိုတာကြည့်လိုက်အဲ့ဒီ sign ဟာသူကိုယ့်ရဲ့ rising sign ပဲဟုတ်ပြီနော်အဲ့တော့ကျွန်မဆက်ပြီးပြောမယ်အဲ့တော့ကျွန်မတို့ဒါဒီမျိုးကပေါ့နော်ဒီမျိုးကိုလည်းခေါင်းလေးကပေါ်လာတာလေး website ထဲမှာတွေ့ရတာခါလေးရလို့ရှိရင်တဲ့နော်ဒီအဲ့ဒီတစ်ဆိုတဲ့အကွက်ကလေးအားတဲ့ sign နှစ်ခုကြားလေးရောက်နေတယ်တဲ့အဲ့ဒါဆိုလို့ရှိရင်ကျမတို့ကဘယ် sign ကိုချင်ပါလဲဒါလေးကလည်းမေးစရာတစ်ခုဖြစ်လာတယ်နော်အဲ့ခါကြလို့ရှိရင်တဲ့နော်ဒီဘလို့ခေါ်လဲဒီအဝိုင်းကတော့ ACDC ဆိုတဲ့ဒီ horizontal line ကတော့ဘယ်တော့မှသူဟိုပေါ့အဆောင်မရွေ့ဘူးတက်တက်နေတော့နေတယ်အဲ့ဒါလေးတစ်ချက်ကိုပတ်ထားရမယ် vertical line ကတော့တစ်ခါဒီလိုစောင်းတက်တယ်အဲ့ဒါတော့ခါကြိုက် budget တွေကြည့်လို့ရှိရင်တွေးရတာကိုပြပြတယ်အဲ့တော့ ACDC ဆိုတဲ့ဒီ line ကတော့အရင် horizontal တက်တက်နေတယ်ပေါ့နော်အဲ့ဒီ line လေးရဲ့ဒီဒီမှာတစ်ဆိုတဲ့အကွက်မှာပေါ့ကျွန်တော်တို့က line ဘကုတ် line စီကဘာလဲဆိုတော့သိချင်တဲ့အခါကျတော့ sign တစ်ခုဖြစ်နေတဲ့အခါကျတော့ဘယ် sign ကိုယူရမလဲဆိုလို့ရှိရင်တဲ့အဲ့ဒီ ASC ဆိုတဲ့ညီလေးကထိနေတဲ့ sign ဟာသူ့ရဲ့ rising တယ်နော်အဲ့တော့အခုဆိုရင်ကျွန်မဒီ budget တွေကျွန်မပြထားတယ်ပေါ့ပြလို့ရှိရင်ကြည့်လိုက်ကိုယ့်ရဲ့ sign ကဥပမာဖြစ်ထောက်တော့နော်ဘယ်လိုခေါ်မလဲ quality sign နဲ့အလုံးမရတော့ဘယ်လိုပြောမှမသိဘူးဥပမာဖြစ် Aries နဲ့ Pisces ဆိုလို့ရှိရင်လိုရတယ်လေ Aries ကနေ side Pisces နဲ့ဆိုတာအခုရဲ့ thematic ကထားတော့เนาะဒီPisces နဲ့ Aries ကြားနဲ့ရှောင်းနေတယ်ပေါ့ဒါပေမဲ့တို့ကိုယ့်ရဲ့ ASC လေးကဟိုပေါ့เนาะ Aries ထဲကို Aries ဆောင်းတက်တယ်ဟိုဖောက်ပြထားလို့ရှိရင်ကိုယ့်ရဲ့ rising ဟာ Aries rising Pisces ဖြစ်နေဆိုလို့ရှိရင် Pisces rising ပေါ့အဲ့တော့ဒီမြင်းလေးကိုကြည့်အမြင်းလေးက Taurus ဆိုရင် Taurus rising ကိုကြည့်ရတယ်เนาะဒီ sun sign moon sign rising sign တွေနဲ့ဒီ sign တွေကိုဘယ်လိုကိုယ့်ရဲ့ budget မှာရှာဖွေရမယ်ဆိုတာလေးကိုကျွန်မအခုတင်ပြခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာလည်းပဲဒီဘောနော်ကိုယ့်ရဲ့ဒီစနစ်ဆိုင်ထဲမှာကွာဆိုင်တစ်ခုခုမှမဖွာလာတယ်ဆိုဆန်းဆိုင်ကတော့ရှားလွယ်တယ်ကိုမွေးလာတဲ့ဆိုင်မှာဆန်းရှိတယ်ပေါ့နော်အဲ့ဒီခါကျတော့ဒီဆန်းဟာကိုယ့်ရဲ့ဒီမွေးဖွာလာတဲ့ဆိုင်မှာရှိနေတဲ့တကြောင်လို့ဘယ်လိုအရာမျိုးကိုဟို highlight လုပ်ပေးလဲပေါ့ spotlight လုပ်ပေးလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီအကြောင်းအရာတွေကြတော့ကျမရဲ့ viewers တွေကိုပြောချင်တာကကွာ sun sign in Aquarius မှာ sun sign in Pisces sun sign in ဆိုရဲဒီ Libra တို့ဘာလို့အဲ့ဒါတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတော့
ဒီ internet website တွေထဲမှာကျွန်မအခုပေးရတဲ့ website ထဲမှာနေပဲရှိပါတယ်ရှာပြီးတော့ဖတ်ကြပါလို့เนาะအဲ့လိုပဲဒီကမွန်းဆိုင်ရနေပဲကိုယ့်ရဲ့ဒီဘယ်ဆိုင်ထဲမှာရှိနေလဲဆိုတာကိုသိလို့ရှိရင်အဲ့ဒီ moon sign in Libra ပေါ့ moon sign in Aquarius ပေါ့စသဖြင့်ကိုယ့်ရဲ့ဒီဟာလေးကိုရေးချလိုက်ပြီးတော့ဒီ website တွေထဲမှာဒါဆိုရင် moon sign ကဒီ sign မှာရှိလို့ရှိရင်ဘာဖြစ်တယ်လဲဆိုတော့ဘာဖြစ်တယ်လဲဆိုတော့အကြောင်းအရာလေးတွေကိုရှာပြီးဖတ်ရှုကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ထို့အတူပဲ rising sign ညာလေးအတိုင်းပါပဲเนาะဒီနေ့ရဲ့ talk လေးမှာကျွန်မကဒီ astrology နဲ့ပတ်သက်ပြီးတော့ birth chart houses signs တွေ planets တွေ retrogradation အကြောင်းတွေပြီးတော့ big 3ပေါ့နော်အကြောင်းတွေကိုကျွန်မနားလည်တယ်ပေါ့နော်ကျွန်မရဲ့ knowledge ရတယ်လို့တဲ့ video တွေကအခုပြီးသွားပါပြီအဲ့တော့ကျွန်မရဲ့ page တွေ viewers တွေနဲ့ဒီຢာလေးကိုကြည့်ပြီးတော့အနေနဲ့အများပေါ့နော်နည်းနည်းလေးသဘောပေါက်သွားမယ်နားလည်သွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ birth chart နဲ့ပတ်သက်ပြီးတော့တကယ်နားလည်ကျွမ်းကျင်တဲ့ astrologer တွေကိုရေးကြပါနောက်သူ့ကိုရေးပြီးတော့ပဲเนาะဒီအကြောင်းမေးကြပါတော့เนาะကျွန်မကတော့အဲ့ဒါတွေကိုကျွန်မတို့ဒါမှမေးကြပါဘူးကျွန်မအဲ့ဒါမဖြေတတ်ပါဘူးသိလည်းမသိပါဘူးကျွန်မကဒီ knowledge ကိုပဲစိတ်ဝင်စားတယ်ဒီ keywords လေးတွေဟို definition လေးတွေကျွန်မစိတ်ဝင်စားဒီလည်းမပို့ဘူးတလောက်ဒီမှာနေကျွန်မဆက်လိုက်အဲ့တော့ဒီလိုမျိုးအကြောင်းအရာလေးတွေကိုကျွန်မရဲ့ဒီတစ်နှစ်တစ်ခါလုပ်တဲ့မြန်မာလူ talk လေးမှာပေါ့နော်ကျွန်မအခုလိုပြောဖို့အတွက်ကျွန်မဆုံးဖြတ်လိုက်တယ်ကျွန်မရဲ့ပြည်သက်တွေနဲ့လည်းဒါအခုလိုတွေ့ရတာပေါ့လေအဲ့တော့အားလုံးလည်းကြည့်လဲကြမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်